အားလုံးပဲမင်္ဂလာပါမိုး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောရမယ့်ခေါင်းစဉ်လေးကတော့ forex betting ဖြစ်ပါတယ်forex betting ဆိုတာကတော့ Japan concept ကနေလာတယ်ပေါ့နော်သူရဲ့မိခင်ဘာသာစကားကတော့ Shinrin-yoku ဖြစ်ပါတယ်တော်တော်များများလည်း Shinrin-yoku ဆိုပြီးတော့မှတိုက်ရိုက်တည်ကြတယ်ပေါ့နော်အဲ့တော့ Shinrin-yoku forex betting ဆိုတာဘာလဲပေါ့နော်အဲ့တော့ forex betting ဆိုတာကဒီတစ်ပင်နေနားမှာသွားပြီးတော့မှတပွားတရားကြီးနဲ့ပြန်လည်ချိတ်ဆက်ပြီးတော့မှအနားယူခြင်းတစ်မျိုးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ forex betting ဆိုတာကအဲ့တော့တစ်ပင်နေနားမှာသွားပြီးတော့မှ heavy exercise တွေလုပ်တာမျိုးလားhiking လုပ်တာမျိုးလားဆိုတော့မဟုတ်ဘူးပေါ့နော်သူကတစ်ပင်နေနားမှာသွားပြီးတော့မှအေးငြိမ်ငြိမ်ကလေးသွားထိုင်နေတာမျိုး yoga သွားလုပ်တာမျိုး meditation သွားလုပ်တာမျိုးပေါ့နော်ပြီးတော့မှတဘဝတရားကြီးကိုပြန်လဲခံစားပြီးတော့မှတက်တော်မှာရှိတဲ့တက်တော်ရဲ့အနှံ့ရတာတွေတက်တော်ထဲမှာရှိတဲ့တစ်ပင်တွေရဲ့အရာတွေအနှံ့နေပေါ့နော်ဒါတွေကိုသွားပြီးတော့အေးစစ်ခံစားပြီးတော့မှစိတ်ဖိစီးမှုတန်ကိုရှော့ချခြင်းပဲဖြစ်တယ်ပေါ့နော်အဲ့တော့ forex betting လုပ်ခြင်းအပြင်ကျမရဲ့အတွက်ကောင်းကျိုးတွေအများကြီးရှိတယ်ဆိုပြီးတော့မှလည်းသိပ္ပံပညာရှင်တွေကထောက်ပြထားတယ်ပေါ့နော်ဥပမာအဖြစ်ဒီစိတ်ဖိစီးမှုတန်တွေရှော့ချတယ် immune system တွေတိုးလာတယ်နောက်ပြီးတော့မှနှလုံးခုန်နှုန်းတွေလည်းပုံမှန်တိုင်းဖြစ်လာတယ်နောက်ပြီးတော့မှဒီတွေးဖိအားတွေလည်းလျော့ကျလာတယ်ပေါ့နော်နောက်ပြီးတော့ကျမရဲ့အတွက်ကောင်းကျိုးတွေအများကြီးကိုလည်းဖော်ပြထားရှိသေးတယ်ပေါ့နော်နောက်ပြီးတော့ခါကြတော့ forex betting ကတဘဝတရားကြီးနဲ့ပြန်လဲချိတ်ဆက်တဲ့အတွက်ကျမရေး physical ကျမရေးလည်းမဟုတ်ပဲ mental ကျမရေးကိုလည်းအများကြီးကောင်းလာစေတယ်ပေါ့နော်အဲ့ဒီအတွက်Shinrin-yoku ဆိုတဲ့ forex betting ဆိုတဲ့ concept ကတော်တော်လေးလဲ spiritual ဘိုင်းမှာလည်းခေတ်စားလာပါတယ်ပေါ့နော်အဲ့တော့1989ခုနှစ်လောက်ကဂျပန်ဝင်ကြီးဌာနဖြစ်တဲ့တစ်တော်ရဲ့စိုက်ပျိုးရေးရဲ့ငါးလုပ်ငန်းဝင်ကြီးဌာနနေပြီးတော့မှာပေါ့နော်ဒီ forex betting ကိုforex betting ဆိုတဲ့ concept ကိုပေါ့နော် promote လုပ်ခဲ့တယ်ပေါ့နော်ဘာဖြစ်လို့သူ promote လုပ်ခဲ့ရလဲဆိုတော့တစ်ပင်တွေပြန်လဲစိုက်လာအောင်ပြီးတော့မှပြည်သားတွေကတစ်ပင်တွေကိုချစ်မြတ်နိုးလာအောင်ပြီးခါကျမကြီးကောင်းလာအောင်ဆိုတော့ဒီရည်ရွယ်ချက်တွေနဲ့ forex betting ဆိုတဲ့ concept ကို promote လုပ်ခဲ့တယ်ပေါ့နော်နောက်ပြီးခါကျတော့လဲ1990ခုနှစ်မှာဂျပန် researcher တဦးဖြစ်တဲ့ဒေါက်တာခွင်းလီကလည်းပေါ့နော် forex betting ဆိုတဲ့စာအုပ်ကိုရေးပြီးတော့ထုတ်ဝေခဲ့သေးတယ်ပေါ့နော်အဲ့ဒီဒေါက်တာရှင်းလီရေးခဲ့တဲ့ forex betting ဆိုတဲ့စာအုပ်ကလည်းအရင်အောင်မြင်ကြော်ကြားရပေါ့နော်အောင်မြင်ကြော်ကြားရတဲ့အတွက်လူတွေကလည်း forex betting ကိုလည်းအရင်စိတ်ဝင်စားကြရဲတဘွားတရားနဲ့ပြန်လဲချိတ်ဆက်ဖို့လည်းအားတန်လာကြတယ်ပေါ့နော်အဲ့တော့ဂျပန် concept ဆိုတဲ့ forex betting ဆိုတာကဒီဂျပန် ministry က promote လုပ်တာလားဒါမှမဟုတ်ဒေါက်တာကွင်းလီကမှစတင်ဖော်ဆောင်လာဆိုတော့အဲ့လိုတော့မဟုတ်ဘူးเนาะဂျပန်ကစားဟိုးရှိကလေးကရှိတယ်ပေါ့เนาะတပွားတရားနဲ့ပြန်လဲချိတ်ဆက်ရမယ်ဆိုတာပေါ့เนาะဘာဖြစ်လဲဆိုဂျပန်ရဲ့ယဉ်ကျေးမှုကသူတို့ရဲ့ကိုယ်ကွယ်ယုံကြည်မှုဖြစ်တဲ့ရှင်တိုတို့ဗုဒ္ဓဆင်တို့ကနေပြီးတော့မှတပွားတရားကြီးနဲ့ချိတ်ဆက်ရမယ်တစ်ပင်တွေကိုချစ်မြတ်နိုးရမယ်ဆိုတော့ဒီ concept ကသူတို့စီမှာရှိခဲ့ပြီးသားပဲပေါ့เนาะအဲ့တော့1989ခုနှစ်မှာသူတို့ရဲ့ ministry ကpromote လုပ်ခဲ့တာတခုနောက်တစ်ခု1999ခုနှစ်ကမှဒေါက်တာရှင်းလီက forex betting ဆိုတဲ့စာအုပ်ကိုရေးခဲ့တာတခုပေါ့နော်အဲ့ဒါတွေကြောင့်လည်းပို့ပြီးတော့အမြင်ကြော်ကြားလာတယ်ပါတယ်ပေါ့နော်နောက်ပြီးတော့အခုခေတ်မှာဆိုရင် spiritual ဘိုင်းကလည်းအရင်နဲ့ခေတ်စားလာဖြစ်တဲ့အတွက် forex betting ကလည်းအရေးပါလာတယ်ပေါ့နော်ဒီခေတ်ကျတော့ဒီ concept တွေကခေတ်စားလာလို့မှ forex betting ကအရေးပါတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့လူနေမှုနေ့စဉ်နေထိုင်မှုဘဝတွေမှာကျွန်တော်တို့ကမြို့ပြတွေမှာအရန်နဲ့လှုပ်ရှားရုံခံရတယ်အဲ့ဒီချိန်မှာတဘွားတရားနဲ့ချိတ်ဆက်ဖို့မေ့နေကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတဘွားတရားကြီးကိုမိထားလို့မရဘူးတဘွားတရားကြီးနဲ့ချိတ်ဆက်မှရမယ်ကျွန်တော်တို့ရဲ့ကျမရေးတွေနောက် physical ကျမရေးကိုစိတ်ကျမရေးကိုရောပေါ့နော်ကောင်းမွန်အောင်ဖြစ်တဲ့အတွက်တဘွားတရားကြီးနဲ့ပြန်လဲချိတ်ဆက်တင်ပါတယ်နေထိုင်ခုနေ့စဉ်နေထိုင်နေတဲ့ဘဝမှာစိတ်ဖိစီးမှုထန်တွေကိုရှော့ချဖို့လဲ forex betting ကိုလှုပ်ဆောင်တင်ပါတယ်တဘွားတရားကြီးနဲ့ချိတ်ဆက်တင်ပါတယ်ဆိုပြီးတော့အကြံပေးလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်